အခုပြပေးခြင်းတဲ့နေရာကပြည်ဦးလွင်မှာရှိတဲ့အင်းထိပ်ဦးရွာကန်းကော့တောင်ဖျားပဲဖြစ်ပါတယ်ဒီနေရာကလူအရောက်ပေါက်နေပြီမဲ့ခိုင်ရဟဲဝယ်စွန်းနဲ့တော်ဝင်နေသည့် channel နဲ့တနေရာလေးပါညာဘက်မှာလည်းဖျားစုပေါင်း900ရှိပါတယ်ဘယ်ဘက်မှာလည်းဖျားအစုပေါင်း900ရှိပါတယ်ဖျားဦးတွေအတွက်နားနေဆောင်ထားတာကိုလည်းတွေ့ရပါတယ်အကြာကြီးလည်းထိုင်ဖြစ်ခဲ့ပါတယ်ဖျားဝန်းထဲမှာရက်တမှုဖျားတည်တာကိုလည်းတွေ့နေနိုင်ပါတယ်ဒီမှာဆိုရင်တရုတ်ဆောင်နေတူကြောဖို့ခင်နိုင်အပြင်တခြားသောနာမည်ကြီးအနုပညာရှင်တွေအများကြီးလူရန်ထားတာကိုလည်းတွေ့ရမှာပါခုဆိုရင်တော့ပြန်ပါပြီ